ယောဇဝဒတတံစီဝေကုတိတောဟိနာဝရိယောဧကံဇဝိတံတေယောဝေယရံဘတောတံလံယောအကျင့်ဝကုတိကုတိသောပြင်းရည်သည်ဖြစ်၏ဟိနာဝရိယောရုပ်လျောသောဝရိယရှိသည်ဖြစ်၏ဝဒတတံနတယကာလပလောဇေဝေသေသရေခြင်းတဲ့ဝရိယဝရိယကိုတန်လံမြင်ဉ္စာအာရဘတော်ကျို့သောအာထုံသည်ဖြစ်ဧကံတခါနာများဇီဝိတံဇရှိခြင်းသည်သေယောမြတ်ပါပေ၏လို့ဒီကာထာမြတ်စွာဘုရားရှင်ဟာသဟတဝတ်ဓမ္မပဒပါဠိတော်သဟတဝတ်မှာတပ္ပဒါအတိကဆိုတဲ့ဝတ္ထုမှာဟောကြားခဲ့ပါတယ်။တော့ထာဂရာကတော့တပ္ပဒါတိကဆိုတာမွေနိုင်တဲ့ယဟန်ပေါ့။အဲ့တော့ဘုရားရှင်လက်တော်မှာတောเจ้าနေယဟန်တစ်ပါးဟာပြင်းကြီးရင်းငွေတာပေါ့။အဲ့တော့ရင်းငွေတဲ့အခါမှာငါလူထွက်မယ်ဆိုတော့လူထွက်တဲ့အခါလည်းဘာမှအကျိုးမရဘူး။အဲ့တော့ငါအကူငါသက်တရကောင်းမယ်ဆိုရောသက်တရဖို့ကြိုးစားတယ်။အဲ့တော့ခြားယဟန်တွေကငွေကောင်ဖမ်းပြီးတော့တော်တဲ့ကိုတော့နှုတ်ပြန်မှာကိုလမ်းမှာတွေ့တဲ့အခါမှာဟာအမွေကိုပေးပါမွေထည့်ထားတဲ့အိုးကိုပေးပါကျုပ်သွားပြစ်ပါမယ်ဆိုတပြည့်တော့သွားပြစ်ပါမယ်ပေါ့အဲဒီတော့နဲ့ဒီအိုးလေးကိုကန်ပြီးတော့သွားတဲ့အခါမှာလူရှင်းတဲ့နေရာရတဲ့အခါအဲဒီမွေထည့်ထားတဲ့အိုးတွေကိုလက်နှိုက်တာမွေကြိုက်တဲ့အောင်လို့မွေရမကြိုက်ဘူးတဲ့အဲ့တော့မွေရဲ့ပါးစပ်ကိုဖျဲပြီးတော့လက်ထည့်တဲ့အခါမှာလည်းမကြိုက်ဘူးမွေနောက်ရောခဲ့ဒီမွေကစိတ်မရှိပါဘူးဆိုတရားပြစ်လိုက်တယ်အဲ့ဒါရဟန်းတွေကိုတွေ့တဲ့အခါမှာအဲ့ငွေဒီငွေကအစိတ်မရှိပါဘူးငါလက်တအောင်ထည့်ရတော့မကြိုက်ဘူးမဟုတ်ပါဘူးဒီငွေကအစိတ်ရှိတယ်လို့ပြောဟောကြအဲ့နဲ့တေချောင်းကြံအောင်မယ်ဆိုပြီးတော့တခြားမုံးစိတ်ရိတ်တဲ့ခေါင်းရိတ်တဲ့စမ်းသားဆရာစီကတင်သုံးသားကိုယူပြီးတော့လေဘင်းကိုတင်ပြီးတော့လှိမယ်ပေါ့အဲ့လိုလှိမယ်ကြံတဲ့အခါမိမိရဲ့တီလာကိုလားပြည့်ဝန်းပတ်မှာဗရံများပတ်မှာဆင်ကျင်လိုက်တဲ့အခါမှာပီတိတွေဖြစ်တယ်။ပေါင်းမစဝမ်းမြောက်မှုတွေပီတိနှစ်တန်မှုဖြစ်တယ်။နောက်ဆုံးဒုက္ခသမာဓိဖြစ်ပြီးတော့ဟုတ်လားကိလေသာကုံကယဟန္တာဖြစ်သွားတယ်။ဟိုယဟန္တာဖြစ်ပြီးပြန်လာတဲ့အခါမှာတေခြင်းစိတ်ရှိသေးလားမရငါမှတေခြင်းစိတ်မရှိတော့ဘူး။တေခြင်းတဲ့စိတ်ကိုအရတ္တမတ်နဲ့ဖျက်ထားပြီးသားပေါ့။အဲဒီဟောဒီယဟန်ဟာမဟုတ်ဘဲနဲ့ပြောတယ်ယဟန္တာမဟုတ်ပါဘူးနဲ့ယဟန္တာဖြစ်ပါတယ်ဆိုပြောတယ်ဆိုမြတ်စွာဘုရားကြီးကိုခေါ်သွားပေါ့။မြတ်စွာဘုရားကြီးကဟုတ်တယ်ယဟန္တာဖြစ်တဲ့ကွာတေခြင်းစိတ်မရှိတော့ဘူးပေါ့။ဒါဆိုဒီမွေကဘာကြောင့်မကြိုက်တာလဲဆိုရင်သူ့ရဲ့သုံးဘဝ